ရောက်ပါပြီဆေးရောက်ပါပြီလို့ကြည်အကောလုံးတင်ကြီးစိုးတဲ့ကာလာတော်တွေတိုက်ပြီးသဲပါကိုနိုင်လူဆိုရင်ဒီအမတော်မြန်တဲ့ကာလပြောပါဟုတ်မင်္ဂလာပါပါခဲ့တယ်ပေါ့နော်ဟုတ်ကဲ့ပါခဲ့တယ်ဆိုတော့ဒီမှာဆိုပါစားရုံဒီမှာတော့ကိုယ်ကျွန်တော်ကမော်ဆရာကြီးပေါ့မော်ဆရာကြီးဟိုဇက်ကောက် character လေးနဲ့ဒါအစအလယ်ဆုံးဒါဟိုကျွန်တော်ပါဝင်ခဲ့ရပါတယ်ဟုတ်ကဲ့ဒီကမှာဟုတ်ဒီတော့ကိုလည်းတော်တော်ပြင်ဆင်လာတယ်တော့ဘာလို့ accessory ရောဝတ်စုံရောဒါကဘလောက်ပတ်ပိုးပြီးတော့ဘလောက်လိုအပ်တယ်လို့ပြောပြဒါကတော့ကျွန်တော်အခုတော့ပေါ့ကိုယ်ကျွန်တော်လည်းဒီ Gambia line နဲ့ပတ်သက်ပြီးတော့ကျွန်တော်လည်းဟိုစိတ်ပါဝင်စားမှုရှိတယ်ပြီးတဲ့အခါကျတော့လည်းကျွန်တော်မှလည်းကျွန်တော်လည်းအဲ့လိုပစ္စည်းလေးတွေကျွန်တော်စုတဲ့စောင်းတဲ့အနေထားလေးတွေရှိတယ်ဆိုတော့ဟိုမရေရှိရမရေလာဆိုလိုပါပဲအခုဒါဆိုရင်ဒါကျွန်တော်အခုဒီဒါဆိုဒါကြောင်မြက်ရှင်ပေါ့ကြောင်မြက်ရှင်ပေါ့ဒီလဲဆိုတော့ဒီသူ့ဟာမှလည်းသူ့ရဲ့ hate ဘာညာသူကရှိတယ်ပေါ့ကိုယ်ဒါကတော့ကျွန်တော်ဒါဟိုဆရာတောက်ကဒါပေးတာဒါကြောင်မြက်ရှင်ပေါ့တော့ပါလေရှိတယ်ကျွန်တော်ဒီမှာရှိတယ်ဆိုတာကျွန်တော်မှအဲ့ဟိုဟာရှိတယ်ဟိုကြောက်လောက်ဝါရှိတယ်နောက်ပြီးတော့ကျွန်တော်ဗာမရေတွေပေါ့ဂျိုးမရေရှိတယ်အဲ့လိုမရေဂျိုးမရေရှိတယ်ဂျိုးမရေဆိုတာလည်းတကယ်ဟိုပါပေါ့ဟိုပြောရမယ်ဆိုရင်125ကိုးကွယ်တဲ့ဆရာတယောက်ကပြီးခဲ့တာဆရာတယောက်ကပြီးထားတာမုံရွာဘိုးတော့သိအောင်ဆိုရင်လူတိုင်းသိပါတယ်ဟုတ်ဒါဆိုတမိုးကြီးပစ္စည်းတွေပေါ့တန်ဖိုးကြီးပစ္စည်းတန်ဖိုးကြီးပြောတာမှာရတနာလို့ပြောမလားလို့တန်ဖိုးဆိုတာတော့ဟိုတတ်မှတ်ချက်ပေါ့အကိုရဲ့ဟိုအဓိကကတော့ဒါဒီဥစ္စာကြီးကသူတို့ကဟိုတိတ်တိမဟိတ်တိတွေပါတယ်ဝင်တယ်ပေါ့သူတို့ရဲ့ဒီဟိုပါပေါ့ဟိုဓာတ်ပစ္စည်းတစ်ခုရှိတယ်ပေါ့ကွာအဲ့လိုဆိုတဲ့အခါကျတော့အဲ့မှာသဘောတစ်ခုကမကောင်းတဲ့ဒီဟိုအမောက်ပြောကားတွေအနောက်ရှက်တွေဒါတွေတော့ဘာမှတော့မဝင်အောင်ပေါ့အဲ့လိုမျိုးလေးတွေကျွန်တော်ဒီမှာအဲ့လိုလေးဟိုဆရာတော်တွေဆိုလဲဒီတွေ့တဲ့ဆရာတော်တွေဆိုရင်ဘယ်လိုပဲပြောဟိုသူတို့ဟိုပါပေါ့အနေရကေးဘေးရှင်းအောင်စီပွားလက်လာပါတူတွေ့အောင်ဆိုပြီးတော့အဲ့ကျွန်တော်ဓလုံးတွေအဲ့လိုပေးတာရှိတယ်နောက်ဆုံးဘယ်လောက်ထိပေးလဲဆိုတော့ဓလုံးပေါင်းကျွန်တော်180 200နီးပါးလောက်ရှိသွားခါကျကျွန်တော်အဲ့လောက်ထိဟိုမဖြစ်နိုင်ကျွန်တော်အဲ့ဒါနဲ့ဒီဟာကိုဒါကျွန်တော်ဝတ်ထားတဲ့ဒါလက်ကောက်ဆိုရင်ဒါရိုးရိုးသားမဲ့ကြည့်မယ်ဆိုရင်ပေါ့ဒါ fancy လို့ထင်ကောင်းထင်ပဲကြီးလက်ကောက်လို့ထင်ကောင်းထင်ပဲသို့တော့ဒါဓာတ်သားလက်ကောက်ဒီဓာတ်သားလက်ကောက်ကရွှေတမူးသားလည်းမပါဘူးတပည့်သားလည်းမပါဘူးဒီဥစ္စာကိုကျွန်တော်ဆရာတော်တွေပေးတာတွေကအများလုံးအားကြီးတဲ့ခါကျတော့ကျွန်တော်ဗါလေလက်စွပ်တွေကလည်းပြေလုံးအားကြီးတဲ့ခါကျတော့နောက်ဆုံးကျတော့ကဲကောင်းတဲ့ဓာတ်တွေကျန်မကောင်းတဲ့ဓာတ်တွေကတော့ထွက်သွားဆိုပြီးတော့ကျွန်တော်အဲ့ဗရေဆိုင်မှာပဲကျွန်တော်အရေးကြိုပြီးတော့ကျွန်တော်ဒီလိုလုပ်လိုက်တာသို့တော့ဓာတ်သားဒါကဖိုထိုးတဲ့သူတွေဆိုရင်သိတယ်ဒီလိုလက်ကောက်ဖြစ်ဖို့အတွက်မလုံးဝမလွယ်ဘူးသဘောတစ်ခုကသူ့ရဲ့ဓာတ်ကသဘောတဘာဝကဒီလိုကွေးဖို့ဆိုတာမလွယ်ဘူးကိုဒါပေမဲ့အဲ့ဒီဒီလက်ကောက်ကထူးခြားချက်ကကျွန်တော်တို့ဒါဝိတ္တာဆိုအနည်း20အစိလောက်ရှိတယ်ဒါဘာဖြစ်လဲဆိုကျွန်တော်မှဟိုသဘောကမကောင်းတဲ့ယောဂတစ်ခုခုဖြစ်တယ်ဆိုရင်ကျွန်တော်ဒီလက်ခုလုံးဝဟိုရင်ကြီးအောင်လိုမျိုးပဲကြီးအောင်လိုမျိုးဟိုပါရင်ကြီးစိမ့်လေးလိုမျိုးဖြစ်လာအပြီးတဲ့ခါကျတော့ပြန်ပြောက်သွားအဲ့ခါကျတော့ကျွန်တော်ယောဂပြန်ပြောက်သွားအဲ့တော့သူ့အစွမ်းနဲ့ဘာတွေရှိတယ်လို့ပြောဟုတ်ဘလို့အကျိုးပြုတယ်လို့ပြောအကျိုးပြုတာကတော့သဘောတစ်ခုကလူကယုံကြည်မှုကဘယ်ပဲဖြစ်ဖြစ်ပေါ့ယုံကြည်မှုဒီတစ်ဝက်အောင်မြင်တယ်ပေါ့သဘောတစ်ခုကဟိုအရင်တော့ဒီအရင်ခေတ်တော့ပေါ့တကယ်ချင်း2ယောက်ရှိတယ်ပေါ့ကွာဒါကတော့ဟိုတကယ်အဖြစ်ပြပါတကယ်ချင်း2ယောက်ရှိတဲ့အခါမှာတကယ်ချင်းကသူကဟိုတိုက်ပွဲတို့ဟာပေါ့စစ်တီတော်ဖြစ်သည့်အတွက်ကြောင့်သွားရမယ်ဆိုတဲ့အခါမှာသူကသူ့ရဲ့တကယ်ချင်းကိုသူကပြောတယ်မင်းကလက်ဖွဲ့တစ်ခုပေးလိုက်ပဲငါမှဆရာတယောက်ရှိတယ်အဲ့လက်ဖွဲ့ကိုမင်းရဲ့ညာဘက်လက်မောက်မှာခြိထားတဲ့အခါကျရင်ဘယ်တော့မှဘေးရနေမဖြစ်ဘူးဆိုတဲ့စကားကိုသူကပြောလိုက်တယ်အပြောခံလိုက်ရတဲ့တကယ်ချင်းရတယ်ဒီဟိုဟာပေါ့ရှေးပြည်နေခေတ္တဝါဆိုတဲ့ခါကျတော့ဒီဟိုစစ်တီတွေဆိုတဲ့ခါကျတော့ဟိုစစ်ချီကြတာပေါ့အဲ့ဒီခါမှာသူတကယ်ချင်းပြောခဲ့တဲ့အတိုင်းညာဘက်လက်မောင်းမှာအဲ့လက်ဖွဲ့ကိုခြိတာအဲ့လိုမျိုးသူကရိုးရိုးတာမန်စစ်တီရဲမဲ့ဘဝကနေပြီးတော့တကယ်အကြီးတန်းထိတ်တန်းအထိရောက်တဲ့စစ်တီရဲမဲ့ကြီးဖြစ်သွားတယ်ဆိုတဲ့ခါကျတော့သူကတနေ့ကျတော့ဒီလက်ဖွဲ့ရောက်ငါဒီဟိုပါပေါ့ဒီလောက်ထိဟိုအသက်ရှင်နေတာလားဆိုပြီးတော့သူကတွေးမိတဲ့ခါကျတော့အဲ့ဒီသူလက်မောင်းမှာခြိထားတဲ့လက်ဖွဲ့ကိုတကယ်ချင်းကတော့ပြောတယ်မင်းအဲ့ဒီလက်မောင်းမှာခြိထားတဲ့လက်ဖွဲ့ကိုမင်းမဖြီနဲ့နော်လို့သူကပြောလိုက်တယ်အတန်ပြောတယ်ဒါပေမဲ့တကယ်ချင်းပြောတဲ့စကားကိုနှစ်ပေါင်း20လောက်ကြာတဲ့ခါကျတော့မေးလျော့ပြီးတော့သူဖြီလိုက်တော့အဲ့အင်းပြားလေးထဲမှာသူကဘာရေးထားဆိုတော့မင်းနှမငါပေးတဲ့အဲ့လိုမင်းနှမငါပေးဆိုတဲ့စကားကိုကြားကြတော့ဟာငါတော့အမျက်တလုံးနဲ့ထားပြီးတော့ဟိုဟာဖြစ်တယ်
ဒီကောင်ငါ့ကိုနောက်တာပဲကွာဆိုပြီးတော့အဲ့အေးပြောက်သွားလွတ်ပလိုက်တယ်နောက်စစ်ကြီးတိုက်ပွဲလဲဖြစ်ရောအဲ့စစ်တီတော့သေသွားတယ်ပြောချင်တဲ့အတိတ်ပဲကဟုတ်ပြောချင်တဲ့အတိတ်ပဲကဘာပြောချင်တာဆိုလူတူတယောက်ကသူ့လက်ထက်မှာရှိတဲ့ပစ္စည်းအရာဝတ္ထုတစ်ခုတည်တန်ဖိုးထားတဲ့သူပေါ်မှာပဲမူတည်ရဲဆိုတာပဲဒါကျွန်တော်ပြောချင်တာပါဟုတ်ကဲ့ ဒီအမဆိုကြော်ဒီဟိုဟာဇလာတဲ့ဒီသသိမ်းပိုင်းရိုက်ပြီးဆိုတော့ကိုရီပါဝင်ပြီးတော့ပြင်နေခဲ့တယ်ပြုလုပ်နေခဲ့တယ်ဒါလည်းဘယ်လိုခံစားနေရလဲ ပြောပါတယ်ဘယ်လိုပဲပြောဒီကားကြီးအောင်မြင်ပါသေးလို့ပဲဆုတောင်းပါတယ်ဒါမနေ့ပြန်ရိုက်အောင်ပါ ဟုတ် ဟုတ်2ရက်ပေါ့ ဒီပါ ကျေးဇူးပါ